နေကြလေးခင်းပြီးတော့ထိုင်ပြီးတဲ့အခါကျတော့တို့အိမ်မှာဆိုတော့ထမင်းပွဲတွေ့တာနဲ့ကောက်စားလို့ရတာပေါ့အခုကျတော့စားလို့မရတော့ဘူးမေတ္တာပို့အောင်မယ်ဘာလို့အောင်မလဲအဲ့လိုမေတ္တာပို့ပြီးတော့ဆွမ်းဖုံးပေးတာကတရားဓမ္မတွေကိုကုသိုလ်ရအောင်ကောင်းသောလုပ်ပေးခြင်းပဲတဲ့တရားဓမ္မတွေဘာရအောင်တဲ့လေဘာအလုပ်တဲ့လေကောင်းသောလုပ်ပေးခြင်းဟုတ်ပြီလားအဲ့ဒါမေတ္တာပို့ပြီးဖုံးနောက်ဤသည့်စားပဲရအောင်လဲကြက်မရသေးဟိုသင်ပေးလိမ့်မယ်ဒီဆွမ်းတွေကိုစားရအောင်လှအောင်ဝအောင်မဟုတ်ဘူးစာကျက်နိုင်အောင်တရားကျင့်နိုင်အောင်ဆုံးခံသွားနိုင်အောင်တပည့်စည်းလဲအမိုက်ကိုက်နိုင်အောင်အဲ့လိုဆင်ခြင်ပြီးစားရင်သီလနဲ့စားတာဖြစ်တယ်ဘာနဲ့စားတာလဲအဲ့ဒါအဲ့တိုင်းသွားပြီးတော့ဆွမ်းလေးကိုတွေးတော့ဖုံးကျင်တယ်ဘာလို့ကျင်လဲစိတ်နဲ့ဖုံးကျင်တော့ဆွမ်းကပါးစပ်တဲမရောက်ဘူးရောက်ပါမလားလက်လေးနဲ့ကန်ရသေးတယ်ကန်နေယူတယ်ပါးစပ်တဲထဲ့တယ်ဝါတယ်မျိုးချတယ်အဲ့ဒါဝိပဿနာဖြစ်သွားပြီဘာဖြစ်သွားပြီလဲတခါတလေပဲတစ်လုံးတော့စမ်းကြည့်လိုက်ဟုတ်လားဘယ်နှလုံးစမ်းကြည့်မလဲတစ်လုံးတော့စမ်းကြည့်လိုက်ဆွမ်းစားနည်း၃မျိုးနံပါတ်1ကမေတ္တာပို့ပြီးတော့ဖုံးတာနံပါတ်2ကဘာဖုံးတာလဲအဲ့ဒါဘာလုပ်တာလဲတရားဓမ္မတွေကုသိုလ်ရအောင်ကောင်းသောလုပ်ပေးနည်းပဲတဲ့ဘာလုပ်ပြီးနေလဲစားတော့ပိန်တာပစာယနာတဲ့ဆွမ်းတုတ်ပူဇော်တယ်လို့ပြောတာတဲ့မြန်မာပြန်လိုက်ရင်တော့တရားဓမ္မတွေကုသိုလ်ရအောင်ကောင်းသောလုပ်ပေးခြင်းတဲ့ဟုတ်ပြီလားမေတ္တာမပို့ပေးနဲ့ဖုံးပေးသုံးဆောင်ရင်ပြည်သူလူထုဆွမ်းကိုဖြုံးတီးရကြတယ်ဘာလို့ရကြလဲမေတ္တာပို့ပေးလိုက်တဲ့အခါကျတော့စောင့်ဘာဖြစ်လာလဲချီးမြှောက်ရကြတယ်ဘာကြတယ်ဖြုံးတီးတာကောင်းလားချီးမြှောက်တာကောင်းလားအဲကြောင့်မေတ္တာပို့ပြီးစားပြစ္ဆဝကနာဆင်ခြင်းဆိုတာကမဆင်ခြင်းကျွေးတင်လေးမယ်မဆင်ခြင်းဘာဖြစ်လဲကျွေးတင်တယ်ဆိုတာသိပြီးသားပဲယူတော့ကနည်းနည်းအတိုးအရင်ကိုအများကြီးစားရတယ်စားရတာမစားဘူးလားအဲ့ဒါကြောင့်ပြစ္ဆဝကနာဆင်ခြင်းဒါပြောတာရှင်များတို့ဝိပဿနာနဲ့ဖုံးမေးဆိုတာကဂျုံတုံးဂျုံကိုက်ဘာခဲ့တယ်ဂျုံတုံးဂျုံကိုက်ဝိပဿနာလေးနဲ့ဖုံးမေးပေါင်းလိုက်တော့၃မျိုးဘယ်နှမျိုးလဲဆွမ်းစားနည်း၃နည်းရှိတယ်ဘယ်နှနည်းလဲအဲ့ဒီနည်းတနည်းနည်းနဲ့